စင်ကာပူရဲ့အကြော်ကြားဆုံးကျောင်းတစ်ခုဖြစ်တဲ့ PSB Academy မှာတက်ရောက်ပြီး UK Australia ထိပ်တန်းတက္ကသိုလ်ကြီးတွေရဲ့ World Degree ကိုရယူချင်ပါသလား Region နဲ့ Study Abroad တို့ရဲ့ World Study Opportunity Event ပွဲမှာဆေးဘက်ဆိုင်ရာ Engineer နဲ့ Business ပိုင်းမှာနာမည်ကြီးတဲ့ Coventry University, Lathrop University, University of Newcastle တို့ရဲ့ကျောင်းဝင်ခွင့်တွေကိုတနေရာထဲမှာပဲပြည့်စုံသိရှိရမှာနော်အထူးအစီအစဉ်အနေနဲ့ World Study Opportunity Event ပွဲနေ့မှာ PSB Academy ရဲ့ July Intake ကိုကျောင်းအနှံနဲ့ကျောင်းသူကျောင်းသားများဆိုရင် Scholarship ရရှိနိုင်မဲ့အခွင့်အရေးတွေအပြင်လေယာဉ်လက်မှတ်ကိုပါလက်ဆောင်ရရှိမှာဖြစ်တာကြောင့်မို့ဂျွန်6ရက်စနေနေ့နေ့လယ်တနာရီရက်နေ့4နာရီထိ Novotel Hotel မှာကျင်းပသွားမယ် World Study Opportunity Event ပွဲကိုတက်ရောက်ဖို့အတွက်အခုပဲအခမဲ့စီစဉ်ပေးသွင်းလိုက်ကြရအောင်